ဘေးရန်ကင်းငြိမ်ရင်ကတော့ဒီတိုင်းနေလို့ကတော့မကင်းတတ်ဘူးတခုခုလေးတော့ဆောင်းထားရဘုန်းကြီးတို့ကျောင်းသားတွေဘဝတုန်းကကြပန့်ခေတ်မှာစက်တင်နတ်တွေဘုံနေထဲမှာပြေးလွှားနေရတာနော်အရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ပါးတည်းရလေရင်များနေလာပြီအထက်ကဝဲကုန်ပြီဆိုရင်အရဟံ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 နဲ့အမြဲတမ်းရွတ်နေရတာကိုယ့်ရှိပဲမြင်နေတာပါပဲပြေးကြလွှားကြစက်တင်နတ်တွေမှန်ဘုံနေတခါတည်းချလိုက်လို့ဒါကြတဲ့မြေရှာဘုံနေချလိုက်လို့လူတွေထိခိုက်သွားနေတာဆိုတာလဲကိုယ့်ရှိပဲမြင်နေရတာပါပဲအဲ့ဒီလိုဘေးတွေရန်နေအန္တရာယ်တွေကနေပြီးတော့လွတ်လာတာအခုဘုန်းကြီးတို့အသက်90ကျော်ပြီအဲ့ဒါတော့ခမည်းတော်လည်းအမှတ်တမဲ့မနေကြနဲ့စောစောကခမည်းတော်ကြားလိုက်တယ်မဟုတ်ဘူးလားခမည်းတော်သီလဆောက်တည်တုန်းကလည်းဒီနမောတသပါတယ်သံဃာတော်တွေပရိတ်ရွတ်တော့လည်းဒီနမောတသကပါနေတယ်သံဃာတော်တွေကမ္မဝါဖတ်တော့ရောဒီနမောတသကပါနေတယ်ဒါခမည်းတော်လိုက်ရမှာအမတ်တမဲ့နေရမှာမဟုတ်ဘူးခုခမည်းတော်အမတ်တမဲ့နေထားတာနော်ဒါလိုက်ရမှာဒီနမောတသဟာနေရမြင်တိုင်းမှာပါနေတယ်ဧကန္နဒါတခုခုပဲလို့စဉ်းစားရအဲ့ဒီနမောတသဆိုတဲ့ထဲမှာဂုဏ်တော်ကြီး၃ပါးပါတယ်အရဟတောဆိုတာအရဟံဆိုတဲ့ပုဂ္ဂဆင်းလာတယ်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဘဂဝါဂုဏ်တော်တွေ့ရလား၃ပါးပါတယ်အပိုက်က၅ပိုက်နမောတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသကလေးတွေလည်းဖယားရှိခိုးနိုင်အောင်တူတူကျင့်ကျင့်လေးပေါ့ကျဲကျဲဆိုတော့လေဘုန်းကြီးတို့ဆောင်ရွက်နိုင်ကြမှာဆောင်ရွက်နိုင်မှာဘဂဝတောဘဂဝါဂုံရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုံရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူထသောတသဘဂဝတောထိုမြတ်စွာဘုရားအားနမောယောသိမြတ်နိုးလက်စုံမိုး၍ဖယားတပည့်တော်ရှိခိုးကြောပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ဘုန်းကြီးတို့ပြိဿအဲ့တော့ဣတိပိသောဘဂဝါလို့ဆိုရဲ့ဘဂဝါကစရလိမ့်မယ်သောဘဂဝါဣတိပိဆိုရင်ကတော့ဘုန်းကြီးတို့အရဟံကစရနော်ဘုန်းကြီးတို့ဆရာမင်းကွန်းတိပိဋကဆရာတော်ကြီးကတော့သောဘဂဝါဣတိပိအရဟံလို့အဲ့ဒီလိုပฏิစိတ်တာသဘာဝကြတယ်တဲ့အဲ့ဒါကြောင့်အရဟတောဆိုတာကအရဟံဆိုတဲ့ပုဂ္ဂလာတာအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားစိတ်ွယ်ရာ၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားလူမင်းနတ်မင်းဗျမမင်းနှင့်တကဝလူနတ်ဗျမတတ္တဝါအလုံးတို့ဤပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေသောမြတ်စွာဘုရားဒီအဓိပ္ပာယ်ရှိတယ်အရဟတောဆိုတဲ့ပုဂ္ဂအဲ့ဒီမှာကြည့်လေကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကိလေသာဆိုတာစိတ်ဆိုးစိတ်ညစ်တွေပေါ့လောဘဒေါသမောဟကာမကိလေသာនិဝရဏဗျာပါဒဝိပါကအိတ်သာမစ္စရိယဒိဋ္ဌိအဝိဇ္ဇာဆိုတဲ့စိတ်ဆိုးစိတ်ညစ်တွေအကုန်ကင်းနေတယ်တဲ့
နောက်စိတ်ွယ်ရာအယ၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ခမည်းတော်နှလုံးသားတွေကိုရောက်နေရင်ခမည်းတော်လည်းဘသူကမှစိတ်ွယ်ရာအယမှလည်းကြံစီလို့မရဘူးမစိတ်ွယ်တဲ့အယမှလည်းကြံစီလို့မရဘူးလို့နားလည်ထားအဲ့ဒါအရဟတောပုဂ္ဂသမ္မာသမ္ဗုဒ္ဓသာသိစရာအလုံးတို့ကိုအမှန်အတိုင်းကိုယ်တော်တိုင်းသိတော်မူသောမြတ်စွာဘုရားဒါကသမ္မာသမ္ဗုဒ္ဓပုဂ္ဂနောက်ဘဂဝတောဖုံးတော်ကြည်တော်မူသောမြတ်စွာဘုရားသို့မဟုတ်ဘဂဝတောဖုံးတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားခမည်းတော်ကရွတ်လိုက်တော့ဘဂဝတောလို့ပဲရွတ်လိုက်တာအဲ့ဒီဘဂဝတောဆိုတဲ့ထက်မှာဖုံး6ပါးပါသွားတယ်ဣသရိယဘုံတော်ဓမ္မဘုံတော်ယသဘုံတော်သိရိဘုံတော်ကမ္မဘုံတော်ပယတဘုံတော်အဲ့ဒီလိုဘဂဝါလို့ရွတ်လိုက်ရင်အဲ့ဒီဖုံး6ပါးအလိုလိုပါသွားတယ်လို့မှတ်ထားနံပါတ်1ဣသရိယဘုံတော်မိမိစိတ်ကိုရောတလောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရားနံပါတ်2ဓမ္မဘုံတော်မဲ့ဉာဏ်ဖူဉာဏ်နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား3ယသဘုံတော်မြားပြားသောအချမ်းအယံပြန့်နှံ့သောအကျိုးအစောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား4သိရိဘုံတော်အတုမရှိသောကြက်တရေတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား5ကမ္မဘုံတော်အလိုဆန္ဒတောင့်တမှုမှန်သမျှခဏချက်ချင်းပြည့်စုံတော်မူသောမြတ်စွာဘုရားပယတဘုံတော်အတုမရှိသောလုံလဝရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားနံပါတ်6ကအဲ့ဒါကြောင့်ဂုံဘဂဝါပွားများပါပြိုင်လာမတုချေဆိုတာဂုံဘဂဝါကိုဘဂဝါဂုံကိုပွားနေရင်ခမည်းတော်လောကမှာပြိုင်ဘက်တုဘက်တောင်မရှိဘူးတဲ့အဲ့ဒါကြောင့်နမောတသကိုဒီနေ့ကစပြီးတော့အိယာဝင်တော့မယ်ဆိုရင်ရှည်ရှည်ဝေးဝေးအချိန်မပေးနိုင်ရင်နမောတသကိုပြီးပြီးသသသုံးခေါက်ရွတ်ပြီးတော့ရှစ်ခိုးအိပ်ပါခမည်းတော်နတ်တွေကစောင့်ရှောက်ပါလိမ့်မယ်နော်သူတို့ကလည်းအမတန်ကြည်ညိုတာဒီနမောတသနဲ့ရှစ်ခိုးတာနော်ဂုဏ်တော်ကြီး3ပါးပါတယ်အရဟံဂုံကစခြင်းရဲ့အရဟတောအရဟံကစခြင်းရဲ့ဘဂဝတောကစခြင်းရဲ့လေဘဂဝတောဘဂဝါဂုံရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုံရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူထသောတသဗဂဝတောထိုမြတ်စွာဘုရားအားနမောယောသိမြတ်နိုးလက်စုံမိုး၍ရှိခိုးကြော့ပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ကလေးတွေရောလူကြီးတွေရောပေါ့အားလုံးအဲ့ဒီလိုရွတ်ဖတ်သရဆဲနေမယ်ဆိုရင်ကတော့ဘေးကင်းမှုရန်ကင်းမှုအန္တရာယ်ကင်းမှုအသက်ရှည်ဖို့လှုပ်ထာကိုင်နာတွေအားလုံးအစဉ်ချောဖို့အစဉ်ပြေဖို့ပြီးပြည့်စုံပြီလို့နားလည်ပြီးတော့ယနေ့ခမည်းတော်လှူတတ်တဲ့ကုသိုလ်ရေဆက်ချပြီး32ပုံသားတွေမျှဝေးပေးကြရအောင်
ရေစက်ခွက်ကိုကညာအဲ့ဒီနမောတတကြကြရွတ်ပါများရင်ခမည်းတော်နှလုံးသားတဲ့အဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ရောက်သွားပြီဆိုရင်ကတော့ခမည်းတော်ကိုဘယ်လိုလုပ်လို့မှမရဘူးဆိုတာနားလည်ထားပါကံရေစက်ချကြဗန္တိအရှင်ဖယားမယံဖယားတပိတော်